ရိမေတ္တရာမြတ်စွာဘုရားတရားဟောတဲ့အခါမှာဘယ်မြို့ဘယ်တောဘယ်တောင်ထဲမှာပဲဟောစัจ java လာတိုက်တသောင်းမှရှိတဲ့နတ်တွေလူတွေဟာရုပ်ပုံတော်ကိုလည်းပူဇာရလိမ့်မယ်အတန်တော်ကိုလည်းကြားကြရလိမ့်မယ်အရိမေတ္တရာမြတ်စွာဘုရားကဟိုးအဝေးကြီးတောထဲမှာတရားသွားဟောနေတယ်ဒါပေမဲ့လို့အဲ့ဒီမြတ်စွာဘုရားရှိတဲ့အရကဗုဒ္ဓရဲ့ပုံတော်ဗုဒ္ဓရဲ့အတန်တော်ကိုဘယ်မြို့ဘယ်ရွာဘယ်ဒေသမှာပဲနေနေအကုန်လုံးဖူးတွေ့ကြရတယ်တဲ့အရိမေတ္တရာမြတ်စွာဘုရားရှင်ကိုရောမြတ်ဘယ်အရာမှာတရားဟောဥပမာဘုန်းကြီးတို့ဆိုလိုက်ကြပါစို့ဒီကနေပြီးကဲဘုန်းကြီးတို့ကဘကိုးနေတယ်အရိမေတ္တရာဘုရားကဟိုမန္တလေးကနေတရားဟောနေမယ်မြင်ရတယ်အဲ့ဒီမန္တလေးမှာဟောတဲ့အတန်ဘကိုးကနေကြားရမယ်အဲ့ဒါအရိမေတ္တရာမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့တကူတော်ပဲဗမာနေဘယ်ကနေဟောအဝေးကြီးကနေပြီးတော့လေကြားရတယ်မြင်ရတယ်ဖူးရတယ်အတန်တော်ကိုကြားရတယ်တဲ့ဘုန်းကြီးကအရိမေတ္တရာဘုရားအခုချိန်ပွင့်စေခြင်းဘာဖြစ်လို့တော့ဆိုဒီနေ့တရားနာပြင်းတဲ့လူတွေဟိုကိုရီးယားကာဆွဲနေတဲ့လူတွေလေဟန်ကြတယ်အဲ့ဒါဘယ်လိုဖြစ်လဲတရားဝဲလဲသွားနေတရားမလို့ဘာလို့ဆိုကိုယ့်ရကိုထိုင်နေလဲဟိုမှာမြင်နေရတာအရိမေတ္တရာဘုရားတရားဟောနေရုပ်ပုံလဲမြင်ကိုရီးယားကလာလို့ကမန်းကနတခါတည်းပြည့်ရတယ်လည်းမရှိဘူးဘုန်းကြီးကလည်းတရားဟောပလင်ကစောင့်နေတရားလည်းမလို့သူကသူခါတယ်ဟန်ကိုကြလို့ကြော်ညာလေးဝင်တော့ကြော်ညာလေးဝင်တော့ခဏကြော်ညာပိဋ္ဌာဘုရားတရားနာလိုက်ဟန်ကြအဲ့ဒါကိုရီးယားကပြန်လာပြီဆိုပြန်ဖွင့်လိုက်ဟိုဘုရားတရားခဏမေ့ထားလိုက်ကိုရီးယားကကြော်ညာလေးဝင်လိုက်ဟိုဘုရားတရားလှမ်းနာလိုက်ဒါအဆင့်ကိုပြေးလို့ရုပ်မြင်တန်ကြားအရိမေတ္တရာမြတ်စွာဘုရားတဲ့ဒါကြောင့်မို့လို့ဘုရားရှင်ရဲ့တကူတော်ကြောင့်မမြင်ခြင်းလို့မျက်စိတွေပိတ်ထားလို့လည်းမရဘူးတဲ့မကြားခြင်းလို့နားတွေပိတ်ထားလို့လည်းမရဘူးတဲ့နောက်တဲ့ကจิตသားသားတွေဗုဒ္ဓရာအဲ့ဒီအရိမေတ္တရာမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာဖယပြိုင်းနဲ့ဝါရပြိုင်းတဲ့တခုမှမရှိဘူးတဲ့ဟာဘုန်းကြီးတို့ဂေါရမမြတ်စွာဘုရားကတော့ပြိုင်လိုက်တဲ့ဘုရားတွေဘုရားကြီး6ဆူမဂလီဂောတာလပကုဒ္ဒကင်္ဆာယနာဘေလထတိတတနိတိကန္တနာတပုဒ္ဒဆိုပြီးတော့ဟာဘုရားလက်ထက်ကတော့ဒီမိစ္ဆာဒိဋ္ဌိကြီးတွေကလည်းဘုရားကိုအပြိုင်အဆိုင်လုပ်ပြီးတော့ဝါဒတွေဖြန့်ခဲ့တာအရိမေတ္တရာမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာဖယပြိုင်ဝါဒပြိုင်မရှိဘဲနဲ့ဗုဒ္ဓဘာသာတစ်ခုတည်းပဲရှိလိမ့်မယ်သိသွားတဲ့လူတွေဟာနိဗ္ဗာန်ကိုဝင်ရင်ဝင်မဝင်ရင်နတ်ပြည်ဗြဟ္မပြည်ကိုပဲသွားကြလိမ့်မယ်တဲ့ငရဲသွားတဲ့လူမရှိဘူးတဲ့ဘယ်လောက်ကောင်းနှုံးဆိုတာအရိမေတ္တရာဘုရားလက်ထက်မှာနတ်ပြည်ဗြဟ္မပြည်ကိုပဲသွားကြလိမ့်မယ်ငရဲသွားတဲ့လူမရှိဘူးတဲ့ဒါမင်းရှင်ဘုရားအပယ်လေးပုံမှာအပယ်ပုံသူအပယ်ပုံသားငရဲပုံသူငရဲပုံသားတွေမရှိဘူးလားဆိုတော့အသက်မရှိဘူးတဲ့အဟောင်းတွေပဲရှိတယ်တဲ့ဘာတွေပဲရှိတယ်အဟောင်းတွေပဲရှိတော့တို့ကအဲ့ဒီအဟောင်းစင်းထဲမှာပါဖို့အရေးကြီးတယ်အဲ့ဒီမရောက်သွားဖို့အရေးကြီးတယ်အခုဒီဘဝမှာအကုသိုလ်တွေလှုပ်သူများတက်တာသူပြည်ကိုသူသားမယားစောကလေးမျိုးရဲတော့ဖဲရကြတဲ့လှုပ်ချင်တာတွေအကုန်လုံးတခါတည်းလျှောက်ပါလှုပ်သွားငရဲရောက်သွားရောငရဲမှာခံနေတော်တော်နဲ့မလွတ်တော့အရိမေတ္တရာမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူတဲ့အချိန်မှာတော့မှငရဲကမကျွတ်နိုင်သေးဘူးဆိုရင်ပြိတ္တတွေအဟောင်းထဲမှာပါသွားပြီအစ်စ်မလာဘူးတဲ့ငရဲခံနေတာအဟောင်းတွေကြီးပဲရှိတယ်တဲ့ဘုရားရှင်ရဲ့တကူတော်ကြောင့်32ဘုံဟာပြိတ္တတွေအကာယံမရှိဘဲနဲ့အကုန်လုံးမြင်ရမယ်တဲ့အပေါ်ကိုမော့ကြည့်နတ်တွေမြမာတွေနတ်စည်းစိမ်တွေခံစားတာကိုမြင်ရမယ်အောက်ကိုလှမ်းကြည့်ရင်လည်းပဲငရဲခံနေရတာတွေမြင်ရတော့ဘယ်သူမှအကုသိုလ်မလုပ်ရဲတော့ဘူးတဲ့အခုဘုန်းကြီးတို့ကငရဲကမမြင်ရတဲ့အခါကျတော့ဘုန်းကြီးတွေစားတဲ့တာပြောတာငရဲရှိတယ်ငရဲခံနေရတဲ့အရဲတောက်တဲ့လူတွေပါဇက်ထဲတန်ယူဘူးတွေလောက်ထဲတယ်ဒါပြောတော့ဟုတ်ရှင်မလဲဟုတ်မှာဘုံကတကယ်ကိုပြနေတာကျောင်းနေဆောက်ဘုရားတွေတဲကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုဂ္ဂိုလ်တွေနတ်စည်းစိမ်ခံစားရတဲ့နတ်ပြည်ဆိုတော့နတ်ပြည်မြင်မှုလားဆိုတော့လေကိုလည်းမမြင်ဘူးတရားဓမ္မလည်းမမြင်ဘူးဘုန်းကြီးတွေလည်းစားတဲ့ပါတဲ့တိုင်းဟောရတာပဲအရိမေတ္တရာမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာအဲ့ဒီလိုမဟုတ်ဘူးတဲ့32ဘုံကဒိုးရိုပေါက်ကြီးတယ်အကုန်လုံးမြင်ရတယ်တဲ့
နတ်ပြည်ကိုလှမ်းကြည့်နတ်သမီးနတ်သားတွေနတ်စည်းစိမ်ခံရတာမြင်ရမယ်ဗြဟ္မာပြည်ကိုလှမ်းကြည့်ဗြဟ္မာမင်းကြီးတွေနတ်စည်းစိမ်ဗြဟ္မာစည်းစိမ်တွေခံတာမြင်ရမယ်ငရဲကိုလှမ်းကြည့်ငရဲသူငရဲသားတွေအမလေးဘာလေးနဲ့ကဲပါယူပါတစားစားနဲ့အော်ဟိညင်းညူပြီးတော့ခွေးနဲ့ကြီးတွေလိုက်ဆွဲတာတွေကောင်းကင်ကနေတန်လျက်တွေကြလာတာတွေခန္ဓာကိုယ်အပိုင်းပိုင်းပြတ်တာတွေသုရေရှိတဲ့လက်ပံမင်းကြီးပေါ်တက်တဲ့လက်ပံတော်ငရဲတဲ့ပင်ပုံငရဲတဲ့မစင်ချောင်းကြီးတဲ့မှာငါပြောဘူးလောက်ရှိတဲ့လောက်ကြီးတွေတခါတည်းကြိုက်ပြီးတော့အမလေးပါလေးနဲ့အော်ဟိညင်းညူနေရတာတွေကိုမျက်စိနဲ့မျက်ဝန်းထင်ထင်မြင်တွေ့နေရတဲ့အခါကျတော့ဘယ်သူမှအာဟုသောမလုံရဲတော့ဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဒီခေတ်ကလူတွေငရဲမကြတာလက်တွေ့ပြတာအရိမတေယမြတ်စွာဘုရားလက်တွေ့ကိုပြဒါကြောင့်မို့လို့အဲ့ဒီအရိမတေယမြတ်စွာဘုရားလက်ထက်တော်မှာလူတွေငရဲမရောက်ဘူးတဲ့အပယ်လေးပုံမသွားတော့ဘူးတဲ့ဒါကြောင့်မို့လို့ဒီဘုရားကိုလေဖူးကျင်ညလုံးလို့ဘုန်းကြီးတို့တောင်ဖီလာဆိုတော်ကြီးတို့ဆိုရင်လည်းပဲဒီစုပဲတောင်းတာအရိမတေယဘုရားဖူးရပါလို့ဖူးရပါလို့ဖူးရပါလို့တောင်ဖီလာဆိုတော်ကြီးဆိုတာဓမ္မတော်ရေကူးတာသစ္စာဆိုနိုင်တာပဲတကယ်သီလစွမ်းအားရှိတဲ့ပုဂ္ဂိုလ်ကြီးဟာနတ်ပြည်အထက်ဆုံးနတ်ပြည်ကိုဆူတောင်းလဲရတယ်ပိဋကမတောင်းဘူးတောင်ဖီလာဆိုတော်ကြီးတောင်းသွားတဲ့ဆုဟာဒီဘဝကနေမနေလို့သေရင်ခန္ဓာမရဏတောင်းမှာမေဇုတကနတ်ပန်းမင်းကြီးမှာယောဂဇောနတ်မင်းကြီးဖြစ်ရပါလို့အတိဒီကာရုကောအလွန်အသက်ရှိတော့ယောဂဇောနတ်မင်းကြီးဘဝနဲ့အရိမတေယဘုရားကိုဖိုးမှာအဲ့ဒီဘုရားလက်ထက်ရောက်တဲ့အခါကျတော့အရိမတေယဘုရားကသူ့ကိုအဲ့ဒီမှာအဟိဘိက္ခုဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်ပေးမှာဆိုပြီးဒီစုတွေတောင်းသွားတာတောင်းပြီလားဆိုတော့ကြီးတို့ကြတော့တဲ့ဒီတော့အဲ့ဒီအရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့အရတ်တော်ဘလောက်ရှိပါသလဲမြတ်စွာဘုရားလို့ရှင်သာရိပုတ္တရာကလျှောက်တော်ဘုရားရှင်ကိုရောမြတ်ကခြေသားသာရိပုတ္တရာအရိမတေယဘုရားရှင်ကိုရောမြတ်ရဲ့အရတ်တော်ကအတောင်80တဲ့အရိမတေယဘုရားအရတ်တော်ဘလောက်တည်းလဲမရေးတာရဲ့တောင်80တော့ဘုန်းကြီးမှန်းကြည့်တော့ဟိုးမူပြည်နယ်ဘက်ကဝင်းစိန်တော်ရကဒီဘုရားကြီးလောက်များရှိမလားမသိဘူးအတောင်80ဆိုတာနဲတဲ့တောင်ဟိုပဲမြက်တွင်းနဲ့ခံတွင်းတော်က9000စီရှိတဲ့နှရွက်တော်က9000လက်ချောင်းတစ်ချောင်းနဲ့ကြားမှာတထွာစီချားတယ်လက်ညှိုးနဲ့လက်ခလဲနဲ့ကြားကိုထွာကြည့်ရင်တထွာရှိတယ်တထွာချားတယ်ဘုန်းကြီးတို့အခုကိုယ့်လက်ကိုပြန်ထောင်ကြည့်တာတထွာဘာမှမချာဘူးကတ်နေတာလက်တော်ဘလောက်ကြီးတုံးဆိုတာကြည်စမ်းမရတဲ့ခြေဘဝတော်ကအလျား10တောင်ခြေမျက်စိကနေဒူတော်ထိအောင်ကအတောင်20ရှိတယ်ခြေမျက်စိကနေဒူတော်ဒီအတောင်20ဘုရားကြီးနည်းဘုရားကြီးမမဟုတ်တော့ဥစားဘုရားတယ်မလားဆိုတော့အဲ့ဒီခေလူတွေအရကအတောင်40တဲ့ဘုရားနဲ့တဝက်ရှိတယ်တဲ့လူတွေအရအတောင်40ဆိုအိမ်ကြီးတွေလည်းဘလောက်ကြီးမလဲကျောင်းကြီးတွေလည်းဘလောက်ကြီးမလဲစဉ်းစားကြည့်တာသင်္ကန်းကြီးတွေလည်းဘလောက်ကြီးမလဲဘုန်းကြီးတို့ဒါဘုရားဟောကိုမယုံလို့မရဘူးပြည့်တဲ့ကဲဘုန်းကြီးတို့အခုလက်တွေတစ်ခုပြမယ်ဘုန်းကြီးတို့85နှစ်တန်းလူတွေနဲ့ရှစ်ခေတ်ကလူတွေနဲ့မတူဘူးရှစ်ခေတ်ကလူတွေအခုပြူတို့တရိခိတ္တရာတို့ပကံတို့ကိုခြေဟောင်းသူတေသနာကယဉ်ကျေးမှုဌာနကနေပြီးတော့ဘာတွေဖော်ထုတ်ညာတွေဖော်ထုတ်တော့ရလာတာလက်စွပ်တေးအဲ့ဒီသူတို့ခေတ်တုန်းကပေါ်လာတဲ့လက်စွပ်ကြီးတွေကြီးစမ်းကြီးတွေပဲဒါဘုရားဟောကိုဘုန်းကြီးတို့ကမယုံလို့မရဘူးလေဘုန်းကြီးတို့ရှေ့ကလူတွေဟာအရာမောင်းထောင်ထောင်မောင်းမောင်းအဲ့ဒီရှေ့ကလူတွေကအဲ့ဒီတဲ့အရာမောင်းထောင်ထောင်မောင်းမောင်းကောင်းတယ်အဲ့ဒီရှေ့ကလူတွေကအဲ့ဒီတဲ့အရာမောင်းထောင်ထောင်မောင်းမောင်းခန္ဓာကိုယ်ထွားကြိုင်းတယ်ဘာဖြစ်လို့လဲသူတို့စားရတဲ့အစာအာဟာရတွေကအစီဩဇာပြည့်တယ်ဒါကြောင့်ခန္ဓာကိုယ်ဖွံ့ဖြိုးတာထွားကြိုင်းတာဒီနေ့ကဘာပြောလဲခလေးတွေဟာခန္ဓာကိုယ်ဖွံ့ဖြိုးဖို့လို့ထွားကြိုင်းဖို့လို့ဘာဆေးတွေတိုက်ပါညာဆေးတွေတိုက်ပါဆိုပြီးတော့နိုင်ငံတော်ကလည်းပဲကျန်းမာရေးဌာနကလည်းကြေညာတာပဲဒီဆေးဝါးထုတ်တဲ့ကုမ္ပဏီတွေကလည်းပဲဒီကလေးကိုဒီဆေးတိုက်ရင်အားကောင်းတယ်အယိုးအစစ်တမ်းပါတယ်ဘာညာစရှိသည့်အပြင်ဒါဘုန်းကြီးတို့ကဆေးနဲ့ကူတာဟိုတုန်းကကုသိုလ်ကံနဲ့သူကံနဲ့သူအရမောင်းတွေထွားကြခန္ဓာကိုယ်တွေကြီးထွားဒီလိုအဲ့ဒီတော့အဲ့ဒီခေတ်ကလူတွေအရကတောင်40မွေးကားကခလေးရဘယ်နှတောင်ရှိမလဲ9000ရှိမယ်တဲ့ဆိုတော့ကိုတော့ဖြစ်နိုင်မှာမလားဖြစ်နိုင်တယ်မွေးကားကခလေး9000ဆိုတော့ဘုန်းကြီးတို့ကမကဘဲနဲ့မွေးကားခလေးရတယ်ဟုတ်တယ်လေသူတို့ခန္ဓာကိုယ်မှာအတောင်40တောင်ရှိတယ်ဆိုတော့သူခေတ်နဲ့သူလိုက်အောင်ဒါဖြစ်ရတော့မှာပဲ
ယောက်ျားလေးဆိုရင်နတ်သားလေးလိုပဲတဲ့ပြေးသားရေချောလို့လှလို့မိန်းကလေးဆိုရင်လည်းပဲနတ်သမီးလေးလို့တဲ့နတ်သမီးနတ်သားလိုပဲတဲ့အရိမတေယဘုရားလက်ထက်မှာယောက်ျားတွေလည်းချောတာပဲမိန်းမတွေလည်းချောတာပဲတဲ့အလုံးဟာရုပ်ရည်တူကြတယ်တဲ့အမွာတွေလို့တောင်ထင်ရတယ်တဲ့သူကြည်လဲဒီရုပ်ပဲငါကြည်လဲဒီရုပ်ပဲရုပ်တူတယ်အကုန်လုံးချောတာချင်းတူတယ်အဲ့ဒါရုပ်တူတာကတော့မကောင်းဘူးရုပ်တူတာမကောင်းတော့မှားပြီးသွားဆွရင်ဒုက္ခအဲ့ဒါဟုတ်တယ်လေအဲ့ဒါမှားပြီးသွားဆွရင်ဒုက္ခမှားပြီးအဖေသွားခေါ်နေဒုက္ခကိုယ်ဖေမမသိသူ့ဖေမမသိရုပ်ချင်းတူတဲ့အခါကျတော့အဖေတို့သွားခေါ်တော့ကိုယ်ဖေလည်းမဟုတ်ဘူးအဲ့ဒီလိုရုပ်ချင်းလဲတူမယ်အမွာတွေလို့လည်းထင်ရတယ်ရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့လက်ထက်တော်ပင်စတတမေဝတေပရိနိကာနိသပါရိတာအိမ်အောင်ပြုတ်တဲ့အရွယ်ဟာဘယ်ရွယ်တုံးဆိုရင်အသက်900တဲ့အသက်900မှအိမ်အောင်ပြုတ်မယ်တဲ့အသက်ဘယ်လောက်မှလဲအသက်900မှအိမ်အောင်ပြုတ်မယ်တဲ့ခေတ်ကိုကကွာလာတာဘုန်းကြီးတို့ခေတ်က14နှစ်15နှစ်ပြုကြကုန်သူတို့ခေတ်ကြတော့အသက်900မှအပြုတ်လူမျိုးအသက်900ကြာမှအိမ်အောင်ပြုတ်မှာတဲ့အသက်900ရွယ်ရောက်မှအိမ်အောင်ပြုတ်လိမ့်မယ်ပင်စတတမေဝတေပရိနိကာသပါရိတာဇနီးမောင်နှံအသက်900အရွယ်မှာအိမ်အောင်ပြုတ်ရတဲ့ဇနီးမောင်နှံတွေဟာခိုက်ရန်ဒေါသမရှိဘူးအိမ်တော်ရင်အမြဲသာရမယ်အမျိုးသမီးတွေဆိုရင်လည်းပဲဗရမယနှရောင်းနေခြေချင်းလက်ကောက်ဆွဲကြိုးဘာဝိချင်တယ်လဲဝိချင်နာမန္တမြတွေကိုရွှေအိုးကြီးတွေကထုံးယူပြီးတော့ဝစ်စင်ရုံပဲတဲ့ရွှေဝိချင်တဲ့အမျိုးသမီးတွေအောက်နာအဲ့ဒီခေတ်ကြမှာလိုချင်တာအကုန်လုံးသွားနှိုက်ထုတ်ရွှေသေးကအခု4 သိန်းကျော်နေတာအောက်နာသိမ့်မဝင်နဲ့လိုချင်တာသွားနိုင်ပဲတဲ့အဲ့ဒီအိုးတွေကနေပြီးတော့ဗရမယနှရောင်းနေခြေချင်းလက်ကောက်ဆွဲကြိုးဝိချင်နာမန္တမြကိုရွှေအိုးကြီးတွေကသွားနိုင်ပြီးတော့ယူရုံပဲတဲ့အရိမတေယမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့လက်ထက်တော်ကြမှာဆက်ထက်မဟုတ်ဘူးကျင်ညာတဲ့ဟာလိုပေါ့ပြေးတာအမလေးပတ်စံများရှိလို့ကတော့တကုံလုံးကိုစိန်စီထားမယ်ဆိုတဲ့အတိုင်းအဲ့ဒီအရိမတေယဘုရားလက်ထက်ရောက်တဲ့အခါကျတော့မှတကုံလုံးတစ်ခါတည်းရွှေတွေကိုကြိုက်တလောက်ညွတ်အောင်ဝဲလေပင်ကျိုးအောင်ဆွဲရတယ်ကိစ္စမရှိဘူးအာမနာနဲ့အဲ့ဒီကြတော့ဘာဖြစ်လို့လဲအရကအတောင်40တောင်ရှိတာကိုရကအတောင်40နဲ့အရမောင်းကြီးမှမဟုတ်တဲ့ဥစ္စာကြီးကိုအဲ့ဒီတော့ပရိသာပင်လိုအပ်တာတွေကိုပရိသာပင်ကနေပြီးတော့စားဖို့ဝတ်ဖို့ဘာမှမလိုဘူးတဲ့ပရိသာပင်ကယူပြီးတော့သုံးဆောင်ရုံကဲကျမ်းမာရေးနဲ့ပတ်သက်လို့ပြောအောင်မယ်ရိမတေယဘုရားလက်ထက်ကကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းပဲယောဂဆိုလို့3မျိုးပဲရှိမယ်တဲ့ယောဂဘယ်နှမျိုးပဲရှိမလဲဘုန်းကြီးတို့ခေတ်အခုကြားဖို့နေတာ96ပါးတဲ့ဘယ်လောက်တဲ့လဲကတော့မကောက်200လောက်ဖြစ်နေပြီဟုတ်တယ် AIDS ယောဂတဲ့ဟာဗါတဲ့အသေးအောင်ဘီပိုးတဲ့အခုတခါဗါလဲကြက်ငှက်တုတ်ကွေးတဲ့ဘာတွေမှလည်းမသိယောဂတွေကဒီ96ပါးနေမကောက်အမျိုးပေါင်းက100ကျော်200လောက်များဖြစ်နေမလားမသိဆုတ်ကတ်ရဲ့တဘာဝကအဲ့ဒါပဲပြေးတာကြီးဘုန်းကြီးတို့တက်တန်းဆုတ်တဲ့ခေတ်မှာလူဖြစ်ရတာတွေကအဲ့ဒါတွေပဲအဲ့ဒီတော့အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာစေတသာရိပုတ္တရာကျမ်းမာရေးနဲ့ပတ်သက်လန်ယောဂ3မျိုးပဲရှိမယ်။ဘာယောဂတွေလဲနံပါတ်1ထမင်းမစားခြင်းတာယောဂတဲ့။ငါထမင်းမစားခြင်းဘူးငါထမင်းမစားခြင်းဘူးဆိုအဲ့ဒါယောဂဖြစ်တာတဲ့။နောက်တကထမင်းစားပြီးလို့အစီရစ်လို့အိတ်တာဟာယောဂအိတ်ချင်တာယောဂတဲ့။တော်တော်ထူးဆန်းတယ်သူတို့ခေတ်ကထမင်းမစားခြင်းတာယောဂထမင်းစားပြီးတော့အစီရစ်တာယောဂအိတ်ချင်တာယောဂအဲ့ဒါတွေဖြစ်ရင်အဲ့ဒီခေတ်ယောဂဖြစ်ပြီးအဲ့ဒီခေတ်ကလူတွေယောဂဖြစ်တာလေငါထမင်းမစားခြင်းဘူးထမင်းမစားခြင်းဘူးဆိုရင်အဲ့ဒါယောဂဖြစ်တာတဲ့ထမင်းစားပြီးတော့အစီတွေရစ်ပြီးတော့ဖြစ်နေအဲ့ဒါယောဂဖြစ်တာတဲ့အိတ်ချင်တယ်ဆိုရင်ယောဂဖြစ်တာတဲ့အဲ့တော့အရိမတေယမြတ်စွာဘုရားလက်ထက်ကယောဂနဲ့အခုနှိုင်းကြည့်ရင်ဘုန်းကြီးတို့မြမပြည်မှာတန်း90ရှိတဲ့လူတွေကအကုန်လုံးယောဂတွေကြီးပဲသမင်းကလည်းစားပြီးရင်စားခြင်းရင်ပဲနောက်တကပါလဲအိတ်တာလဲအိတ်ပြီးရင်အိတ်ချင်ရင်ပဲအိတ်တာလဲယောဂပဲတဲ့အစီရစ်တာလဲယောဂပဲတဲ့အဲ့ဒီတော့သူတို့ခင်မှာဆေးရုံဆေးကန်းဆရာဝန်လုံးဝမရှိဘူးတဲ့ဆေးရုံဆေးကန်းဆရာဝန်လုံးဝမရှိဘူးဒီနေ့ခေတ်
ပေါ်လိုက်တဲ့ယောဂပရိသတ်ကြီးဆေးရုံဆေးကန်းဆရာဝန်တွေဆိုတာလဲပြောမနေနဲ့တော့ရန်ကုန်သွားကြည့်လိုက်စမ်းအထုပ်ကုဆေးကန်းကြီးတွေမှာဆိုင်းဘုတ်တွေကိုမျက်နှာပြင်တစ်ခုလုံးပြည့်နေတာရေးထားတာအထုပ်ကုဆရာဝန်ကြီးတွေဆိုအမလီဒီလောက်တန်ဖိုးကြီးတဲ့ပတ်စံများများပေးရတဲ့ဆေးကန်းများလူမရှိဘူးမထင်နဲ့သွားတက်ကြည့်တန်းကိုစီးနေတာပဲယောဂရှိတဲ့ပုဂ္ဂိုလ်တွေကလည်းကုံလိုက်တဲ့ပတ်စံတောက်ကိုလဲအဲ့ဒီတော့အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်နဲ့ဘုန်းကြီးတို့လက်ထက်တော်ဘုန်းကြီးတို့လက်ထက်ဘလောက်ကွာခြားတော့ဆိုတော့ဘုန်းကြီးတို့ပြေးတာကြည့်ဘာဖြစ်လို့ကွာသွားတာလဲကွာမှာပေါ့ဟိုခေတ်ကလူတွေကအသက်တသိန်းတန်အရိမတေယမြတ်စွာဘုရားပွင့်တာလူတွေအသက်ဘလောက်မှာတသိန်းတန်မှာပွင့်တာဆိုတော့ဘုန်းကြီးတို့က85နှစ်တန်ဘယ်လိုမှနှိုင်းလို့မရဘူးပြေးတာကြီးကွာခြင်းတိုင်းကွာတာပဲဘုန်းကြီးတို့ကဆုတ်ကထဲမှာအရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူရာကတသိန်းတန်မှာဆုတ်ကရဲ့တဘာဝကိုကအကုန်လုံးဆုတ်လာတယ်အခုဘုန်းကြီးတို့ယောဂတွေထူတာလည်းမပြောနဲ့စားရတဲ့အစားအစာတွေထဲမှာဓာတုဗေဒဆေးတွေနဲ့ဆိုင်ပြိုထုတ်လို့သင်္ဘောသီးဆိုလည်းမကြီးကြီးအောင်ခါတဲ့ဆေးတွေထိုးတရသီးဆိုလည်းမမဲ့မဲ့အောင်ဆေးတွေတိုးအဲ့ဒီလိုဓာတုဗေဒဆေးတွေနဲ့ဓာတုဗေဒနီးတွေနဲ့ဆိုင်ပြိုထုတ်လုပ်ထားတာဆိုတော့ဓာတ်မတည့်တာတွေခန္ဓာကိုယ်ရဲ့သွားစုတဲ့အခါမှာယောဂဆိုတာဖြစ်တယ်တဲ့စားရတဲ့အစာအာဟာရကိုမှီပြီးတော့လည်းပဲယောဂဆိုတာဖြစ်ပါလေအရိမတေယဘုရားရှင်ကိုယ်တော်မြတ်လက်ထက်တော်မှာယာတိဥဒုမှန်ကန်ပြီးတော့မိုးလေဝသညီညွတ်တယ်လူတွေမဆိုင်မပြိုးရပဲနဲ့သူ့အလိုလိုတလေးစဘာပင်တွေကပေါက်ပေးရလိမ့်မယ်စဘာတစ်စိကို3ထွာရှိတယ်တဲ့စဘာစိတစ်စိကိုဘယ်လောက်ရှိတယ်တဲ့3ထွာရှိတယ်ဘုန်းကြီးတို့ခေတ်ကစဘာစီတွေနဲ့နှိုင်းကြည့်တာဘယ်လိုမှကိုနှိုင်းလို့မရဘူးစဘာတစ်စိကို3ထွာရှိတယ်စဘာတစ်ပင်ကတီးတဲ့စဘာကိုစဘာတစ်ပင်ကနော်စဘာတစ်ပင်ကတီးတဲ့စဘာကိုလှဲအစီးပေါင်း9282စီးနဲ့တိုက်ယူရတယ်10ဧကဆိုရင်တော့တွက်တာကြည့်ပြီးတော့ပြေးတိုင်းပေါ်လိုက်တဲ့ဆံရည်စဘာဒါကြောင့်ဆံရည်စဘာပေါ်များပါစေတိုင်းပြည်သားကြောင့်မင်းကောင်းတည်စေတို့ဒီကနေ့ခေတ်ကတော့ဆံရည်စဘာကလည်းသိတဲ့အတိုင်းကိုင်းဒီတော့အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့လက်ထက်တော်ဘုရားရဲ့တကိုးတော်ဘုန်းတော်ကံတော်ကဒီလောက်ဖဲလားဆိုတော့မကသေးဘူးတဲ့အရိမတေယဘုရားရှင်ကိုရောမြတ်ရဲ့တကိုးတော်ကြောင့်နေ့ရဲ့ညရဲ့ဆိုတာမရှိဘူးတဲ့အမြဲတမ်းလင်းထိန်နေမယ်တဲ့နေ့ညမရှိဘူးတဲ့အမြဲတမ်းကြီးလင်းနေတာတဲ့ကမ္ဘာလောကကြီးဟာအဲ့တော့ဘုန်းကြီးတို့ပြည်သားစဉ်းစားပေါ့အရိမတေယဘုရားလက်ထက်မှာမီးမလာတာလည်းမပူအောင်ဘျောင်းနိုင်လည်းမလို့နေ့ညမပြအမင်းနဲ့လင်းထိန်မေးတရားရှိတဲ့ရှင်မင်းကနေ့နဲ့ညဘယ်လိုလုပ်ခွဲမလဲနေ့နဲ့ညဘယ်လိုလုပ်ခွဲမလို့ဆိုရင်အဲ့ဒီခေတ်ကလူတွေကပန်းတွေကိုကြည့်တယ်တဲ့ဘာကိုကြည့်လဲအေးနေ့လေကမှာပွင့်နေပန်းညဘက်မှာပွင့်နေပန်းသူကြပါတော့ညမွေးပန်းဆိုလို့ချင်းညဘက်မှာမွေးတာညဘက်ပွင့်ညမွေးပန်းနေအနံ့ထွက်လာတာနဲ့ဩဒါညရောက်ပြီဒီလိုသူတို့ခေတ်ကအဲ့ဒီလိုတဲ့ပြေးတာညမှာမွေးတဲ့ပန်းတွေနောက်တဲ့ခုကျေးငှက်တွေရဲ့အိတ်တန်းစင်အိတ်တန်းတက်တာကိုကြည့်ပြီးတော့ဒါနေပဲဒါညပဲလို့တိရစ္ဆာန်တွေရဲ့အိတ်တန်းတက်တာကိုကြည့်ပြီးတော့ခွဲခြားလို့ရတယ်အဲ့ဒီလိုမြတ်စွာဘုရားကအရိမတေယဘုရားရှင်ရဲ့တကိုယ်တော်တွေကိုရှင်သာရိပုတ္တရာမထေရသူများကိုခေါ်တော့ရှင်သာရိပုတ္တရာကအစ္စတိယဝတ္တဘောအံဩဝေယကောင်းလိုက်တာမြတ်စွာဘုရားအံဩဝေယကောင်းလိုက်တာမြတ်စွာဘုရားဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအရိမတေယမြတ်စွာဘုရားဟာဘယ်လိုကုသိုလ်မျိုးတွေကိုဖြည့်ခြင်းရှိဘူးခဲ့လို့ယခုလိုဘုံတကုအာနုဘောတွေအလွန်လွန်ကိုကြည်ရပါသလဲမြတ်စွာဘုရားလို့ဘုရားရှင်ကိုရောမြတ်ကိုလျှောက်ထားတယ်တဲ့ရှင်ဘုရားအဲ့ဒီအရိမတေယဘုရားကဘာကုသိုလ်တွေလုပ်ခဲ့လို့လဲဘုရားသူကုသိုလ်ကြီးကလည်းတပည့်တော်သိတင်လိုက်တာလို့မြတ်စွာဘုရားကိုလျှောက်တော့မှဘုံတော်၆ပါးတခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကစေတသာတိဗုဒ္ဓရာအရိမတေယဘုရားအလောင်းဟာတခုသောဘဝမှာအိန္ဒပတ္တနဂိုပြည်မှာစัจ java ဝရိမင်းဖြစ်ဘူးတဲ့စัจ java ဝရိမင်းဖြစ်ဘူးတော့အဲ့ဒီစัจ java မင်းဘွားကတော့ကမြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုနာကြားတရားဝဲကြီးရှိတော့တရားသွားနာတာအိန္ဒပတ္တနဂိုပြည်မှာစัจ java မင်းကြီးဖြစ်စဉ်ကတရားသွားနာရင်နဲ့တရားတွေဖြစ်ပေါ်လာတယ်
တရားတရားတွေဖြစ်ပေါ်လာပြီးတော့ဓမ္မပူဇာဘုရားဟောတဲ့တရားကိုပူဇော်တဲ့အနေနဲ့သူ့ရဲ့ခေါင်းကိုသူကိုယ်တိုင်ဖြတ်ပြီးတော့လှူခဲ့ဘူးတဲ့ခေါင်းဖြတ်လှူခဲ့တာကုသိုလ်ကံကဘာကိုပူဇော်တာတော့ဆိုရင်တရားကိုပူဇော်တာအဲ့ဒီခေါင်းမဖြတ်ခင်မှာဆုတောင်းသွားတာဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့ဟောဒီဥကောင်းကိုဖြတ်ပြီးတော့မြတ်စွာဘုရားကိုလှူရတဲ့ကုသိုလ်ကောင်းမှုကြောင့်တပည့်တော်ဘုရားဖြစ်တဲ့အခါမှာနေရညရလို့မရှိဘဲနဲ့နေရောညပါလင်းထိန်ပြီးတော့နေပါစေသာမြတ်စွာဘုရားလို့ဆုတောင်းပြီးတော့ခေါင်းဖြတ်လှူခဲ့တဲ့ဒါနပရမတ္ထပါရမီကုသိုလ်တူဖြစ်ပါတယ်လို့ဘဂဝါဘုန်းတော်6စုအောင်လန်းတို့ဖြစ်တော်မူသောဘုရားရှင်ကိုတော်မြတ်ကအဝေါစာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းအရိမတေယဘုရားရှင်ကိုတော်မြတ်ဟာပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဟာအဲ့ဒီခန္ဓာကိုယ်ဥကောင်းကိုဖြန့်ပြီးတော့ဒါနပရမတ္ထပါရမီလှူကြီးပေးခဲ့တဲ့ရှင်သာသာရိပုတ္တရာအရိမတေယဘုရားရှင်ကိုတော်မြတ်ဘုရားဖြစ်တဲ့ချိန်ကစပြီးတော့တရားရည်တိုက်ကြွေးတော်မူလာလိုက်တာဂရေ900သောတတ္တဝါတွေကြွတန်းဝင်ကြတယ်တဲ့တတ်တော်အနှစ်8000ပြည့်တဲ့အခါမှာတတ်တော်အနှစ်8000ပြည့်တဲ့အခါမှာပရိနိဗ္ဗာန်ဝင်ဆံချုပ်ငြိမ်းဘဝဇသိမ့်လိမ့်မယ်လို့ဘဂဝါဘုန်းတော်6စုအောင်လံတို့ဖြစ်တော်မူသောဘုရားရှင်ကိုတော်မြတ်ကအဝေါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေတည်းတို့ဘုရားကတတ်တော်80အရိမတေယမြတ်စွာဘုရားရှင်ကိုတော်မြတ်ကတတ်တော်အနှစ်8000နဲ့အနှစ်8000မှာပြိဋိဘံစံမှာအနှစ်8000ပြိဋိဘံစံပြီးတော့ထားတော်မူမဲ့သာသနာကအနှစ်3သိန်းသာသနာဘယ်လောက်ထားခဲ့မယ်ကဲဘုန်းကြီးတို့အခုဂေါတမမြတ်စွာဘုရားသာသနာက9000တဲ့မကွာဘူးလားဘုရားတိုက်ကွာလိုက်တာထားတော်မူမဲ့သာသနာတော်ကအနှစ်3သိန်းနဲ့6000 3သိန်းနဲ့မဟုတ်6000ပါသေးတယ်3သိန်းနဲ့6000နဲ့ဂေါတမမြတ်စွာဘုရားရှင်ကိုတော်မြတ်ကပြိဋိဘံသန္တာတတ်တော်80ထားခဲ့တဲ့သာသနာက9000အခုပဲတဝက်ကျော်လာပြီတဝက်တည်းမကောင်း2550နတ်တဲ့နဲ့တွက်ကြည့်ဘုန်းကြီးတို့ဂေါတမဘုရားသာနာတော်ကွယ်ဖို့လို့ရက်ပိုင်းလေးပဲရှိတော့တယ်လူသက်နဲ့တွက်နေလို့2500ပြောနေတာနတ်တဲ့နဲ့တွက်ရင်ရက်ပိုင်းပဲကြံတော့တယ်မေ့လျော့ပေါ့ဆနေလို့မဖြစ်ဘူးပိဋကတ်တွေအပူတပြင်းကုသိုလ်ကောင်းမှုလုပ်ရမှာအရိမတေယမြတ်စွာဘုရားရှင်ကိုတော်မြတ်သာသနာတော်အနှစ်3သိန်းနဲ့6000ပြည့်သွားတဲ့အခါမှာဒီလောကကြီးမှာဘုရားတရားသံဃာယရဏဆိုတဲ့ယရဏ3ပါးဟာစိတ်သုံးသွားလိမ့်မယ်ဘလောက်ကြာမလဲဆိုကဘာပေါင်း3သိန်းတဲ့ဘုရားတန်တရားတန်သံဃာတန်ကိုမကြားရမှာကဘာ3သိန်းကဘာပေါင်းဘလောက်တဲ့ကဘာ3သိန်းတိတိဘုရားတန်တရားတန်သံဃာတန်ယရဏ3ပါးတန်ကိုလုံးဝမကြားရပဲနဲ့ကဘာပေါင်း3သိန်းတိတိလောကကြီးအမောင်ဖုံးသွားပြီအဲ့ဒီကဘာ3သိန်းကျော်လွန်သွားတဲ့အခါမှာမန္တကဘာရဲ့လို့ဖြစ်ပေါ်လာပြီးတော့ဘုရားနှစ်စုပွင့်လိမ့်မယ်အဲ့ဒီမန္တကဘာမှာဘုရားနှစ်စုမန္တကဘာမှာဘုရားဘယ်နှစ်စုတနေ့တည်းတစ်ချိန်နဲ့တစ်ပြိုင်နဲ့ပွင့်တာမဟုတ်ဘူးတစုပြီးမှတစုပွင့်တာဟုတ်ဘုန်းကြီးတို့ခုဗဒ္ဒကဘာမှာဘုရား5စုပွင့်တယ်ကကုသနာဘုရားပွင့်သာသနာထားကပြိဋိဘံစံကောဏဂုံဘုရားပွင့်သာသနာထားကပြိဋိဘံစံကတ္တဗဘုရားပွင့်သာသနာထားကပြိဋိဘံစံဂေါတမဘုရားပွင့်သာသနာထားကပြိဋိဘံစံပြီးတော့သာသနာထားခဲ့တယ်အခုဂေါတမဘုရားသာသနာဒီဗဒ္ဒကဘာကြီးမှာဟောမန္တကဘာတဲ့အဲ့ဒီမန္တကဘာမှာတော့ဘုရားနှစ်စုပွင့်မယ်ပွင့်မယ်ဘုရားကရာမတဲ့မန္တကဘာမှာပွင့်မဲ့ဘုရားကရာမတဲ့အဲ့ဒီရာမကဥတ္တရရာမမင်းနဲ့ဥတ္တရရာမမင်းကရာမဆိုတဲ့ဘွဲ့အမည်နဲ့ဘုရားဖြစ်လိမ့်မယ်သာရိပုတ္တရာ
နောက်ဖရာတဆူကဓမ္မရာဇာဖရာတဲ့ဘာဖရာတဲ့လဲဓမ္မရာဇာဖရာကဘသူတုံးဆိုတော့ပိဋကတေပရိနတိကောသလမင်းကြီးတဲ့ကောသလမင်းကြီးဘာမင်းကြီးလဲကောသလအိမ်မဲ16ချက်ဆိုတော့မကြဘူးလားအဲ့ဒီအိမ်မဲ16ချက်မဲ့တဲ့ကောသလမင်းကြီးကဖရာအလောင်းကောသလမင်းကြီးအိမ်မဲ့မဲ့တဲ့အိမ်မဲ့မဲ့တဲ့ကောသလမင်းကြီးဟာဓမ္မရာဇာအနေနဲ့ဓမ္မရာဇာအမည်နဲ့ဖရာပွင့်မယ်အကြာကြီးဆောက်ရအောင်မယ်အခုဘုန်းကြီးတို့ပြန်တွက်ပြအောင်မယ်အခုဒီကဘာကြီးအခုဘုန်းကြီးတို့ဗဒကဘာကနေအခုတတန်းနေဆုပ်ဘုန်းကြီးတို့85နှစ်တန်းရောက်လာပြီ85နှစ်တန်းကနေတတန်းနေဆုပ်50အစိတ်20ဆုပ်10နှစ်တန်းကျတော့ကကြီး3ပါးဆိုင်ပြီးတော့အဲ့ဒီကကြီး3ပါးကနေပြီးတော့ပြန်လွတ်လာတဲ့လူတွေကမွေးတဲ့ကလေးတွေကအနှစ်20အဲ့ဒီလူတွေကပြန်မွေးအနှစ်40အဲ့ဒီကနေတတန်းနေတက်တသိန်းတန်းရောက်တော့အခုအရိမတေယဘုရားပွင့်ပြီးတော့လူတွေတက်တန်းနေပြန်ဆုပ်သာသနာတော်ထားကမှာက3သိန်းနဲ့6သောင်းအဲ့ဒီကနေပြီးတော့သာသနာလဲပြည့်လို့ကုံသွားတော့ဒီကမ္ဘာလောကကြီးမှာဘုရားရေလို့မရှိတော့ပြန်ဘူးအဲ့ဒါဘယ်လောက်ကြာမလို့ဆိုကဘာပေါင်း3သိန်းအဲ့ဒီကဘာ3သိန်းလွန်တဲ့အခါကျတော့မှမန္တကဘာဆိုပြီးတော့ကဘာကြီးပြန်တယ်မှာအဲ့ဒီကဘာကြီးပြန်တယ်တဲ့အခါကျတော့မှဘုရားနှစ်ဆူတဆူကဥတ္တရာရာမမင်းတဆူကတော့ရာမဘုရားဆိုပြီးတော့ပွင့်မယ်ပရိနတိကောသလမင်းကြီးကတော့အဲ့ဒီချိန်ကျတော့ဓမ္မရာဇာအမည်ရှိတဲ့ဘုရားရေလို့ဖြစ်ပေါ်လာလိမ့်မယ်တဲ့မန္တကဘာပြန်ပြီးတဲ့အခါမှာတာရကဘာရေလို့တခါပြန်ဖြစ်အောင်မယ်အဲ့ဒီချိန်တုန်းကမန္တကဘာမှာဘုရားနှစ်ဆူပွင့်ပြီးတော့ကဘာကြီးပြည့်ပြီးတော့နောက်ကဘာတစ်ခုပြန်ပေါ်လာမယ်အဲ့ဒီကဘာကတာရကဘာအဲ့ဒီတာရကဘာမှာအဘိဘူးလို့အမည်ရတဲ့ဘုရားတဆူတဲ့တာပွင့်လိမ့်မယ်အဲ့ဒီဘုရားပွင့်ပြီးတော့သာသနာထားခဲ့သာသနာကုံကဘာကြီးပြည့်ပြီးတော့တာရကဘာပြည့်ပြီးတော့ပိယတတိကဘာပေါင်း3သိန်းတိတခါဘုရားမပွင့်ပြန်ဘူးတဲ့ကဘာ3သိန်းလွန်တဲ့အခါကျတော့မှဒီကသောနိအသူရိန်စန္ဒနီပုံနာသူပလူလင်တောဒေယပုံနာနာလာဂီရီဆင်ပလလျာဆင်အဲ့ဓာတွေဟာပိယတတိဘုရားအလောင်းတွေပဲတဲ့ကဘာ3သိန်းလွန်မှပွင့်ကြမယ်ဘုရားတွေကောင်းကင်မှာရှိနေတဲ့ဒီကသောနိလို့ခေါ်တဲ့အသူရိန်နတ်မင်းကြီးစန္ဒာနီပုံနာတဲ့သူပလူလင်တဲ့တောဒေယပုံနာတဲ့ဘုန်းကြီးတို့ဟောဖို့ပါတယ်တောဒေယပုံနာဆိုတာယနေ့တထေနှက်ဖြင့်ငါခွေးဆိုတာတုထိရွာမှာတောဒေယပုံနာကြီးမြတ်စွာဘုရားကိုမကြည်ညိုဘူးကုသိုလ်ကောင်းမှုဘာမှမလုပ်ဘူးသေသွားတဲ့အခါကျတော့အိမ်မှာခွေးပြန်ဖြစ်နေတာသူ့သားလေးကမောင်သူပလူလင်အဲ့ဒါအိမ်ကောင်းရင်မှာရွှေပန်းငယ်ကြီးတွေမြုပ်ထားတာဆွဲလန်းပြီးတော့အိမ်မှာခွေးပြန်ဖြစ်မြတ်စွာဘုရားအိမ်ရှိဆွမ်းငံကြွလာတော့တုထိရွာကြီးဆွမ်းငံကြွလာတော့ဘုရားထွက်ဟောင်းမြတ်စွာဘုရားကအဘိညာဉ်နဲ့ကြည်ပြီးတော့ဟဲ့တောရိယခုချိန်ထိမင်းမိုက်နေတော့လားလို့ခွေးလေးကိုငေါက်ခဲ့တော့အဲ့ဒီခွေးလေးပြပုံနဲ့သွားတိုးအိတ်သူ့ဘာလွတ်လင်းပြန်လာတော့ခွေးပြောက်လို့လိုက်ရှာခွေးလေးမိုက်နေတာတွေ့တော့မေးမြတ်စွာဘုရားငေါက်သွားတယ်ဆိုတဲ့အကြောင်းပြောတော့ဘုရားနောက်ကိုခွေးပိုက်ပြီးတော့လိုက်ဘုရားရန်လိုက်တွေ့တာမြတ်စွာဘုရားကဟဲ့သူ့ဘာလွတ်လင်းမင်းအဖေအဲ့ဒီတောရိယပုံနာကြီးအခုမင်းလက်ထက်မှာပိုက်ထားတဲ့ခွေးလေးပဲကိုတော့မဟုတ်တန်တရားတွေလျှောက်မပြောနေတယ်ကိုတော့လက်တွေ့ပါပြနိုင်တယ်အေးမင်းခွေးလေးမင်းပြောလေတိုးတိုးလေးကပ်ပြောလေအဖေသားကိုချင်းအဖေမြုပ်ခဲ့တဲ့ရွှေပန်းငကြီးလေးကိုလိုက်ပြပါဆိုခွေးလေးမင်းအဲ့ဒါပြလိမ့်မယ်လိုက်သွားဖော်ယူတကယ်မြတ်စွာဘုရားမိန်တော်မူတဲ့အတိုင်းသူ့ဘာလူလင်လှုပ်တော့မှဒီခွေးလေးကဘုရားပြောတဲ့အတိုင်းပဲရွှေပန်းငကြီးရှိတဲ့နေရာလက်လေးနဲ့လိုက်ရက်ပြတာတိုးယူတော့ရွှေပန်းငကြီးတွေရတာအေးအဲ့ဒီသားဖာနဲ့ရောအဲ့ဒါသူ့ဘာလူလင်နဲ့သားကသူ့ဘာတဲ့အဖေကတောထေယပုံနာတဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာပိဋကတေဘုရားအလောင်းနာလာဂီရိဆင်မြတ်စွာဘုရားရာဇယုမြို့တဲ့ဆွမ်းခံကြွတော့ဒေဝရနဲ့အဇာတတတို့ကထိုးလိုက်ဟဲ့လို့ဒုံရိုက်ခါသွင်းနာလာဂီရိဆင်မင်းနဲ့အောင်ချင်း၈ပါးထဲမှာနာလာဂီရိဆင်အောင်တော်မူကန်းဆိုတာအေးအဲ့ဒီနာလာဂီရိဆင်ကြီးကလည်းပဲဘုရားလောင်းမဲ့တဲ့ဩဒ္ဓမောမေတ္တယောရာမောပရိနတိကောသလောစအဘိဗုဒီကသောနိစစန္ဒာနိစသူဘောတောဒေယဗျမနော
နာလာဂိရိပလလေယောဘောဓိတထအနုကမေနတံဘောဒိလဗန္တိအနာဂတိဘိက္ခဝေယဟန်တော်များဩစေတတို့ဩတ္တမောမြတ်လာစွာသောမေတ္တေယောဇအရိမေတ္တယအမည်ရှိသောဘုရားရှင်သည်၎င်းရာမောဇရာမမင်းသည်၎င်းပရိနိတိကောသလောဇပရိနိတိကောသလမင်းကြီးသည်၎င်းအဘိဗုဇအဘိဗုအမည်ရတဲ့နမင်းကြီးသည်၎င်းဒီကသောနိစဒီကသောနိအမည်ရှိသောအတုရိနမင်းသည်၎င်းစန္ဒနိစစန္ဒနိပုံနာသည်၎င်းသူဝောစသူဘလူလင်သည်၎င်းတောရိယပြမနောစတောရိယပုံနာလူလင်သည်၎င်းနာလာဂိရိစာနာလာဂိရိဆင်ကြီးသည်၎င်းပလလျောစာပလလျာဆင်မင်းသည်၎င်းဣမေဓာတဤတကြိတ်ကုံသောဘောဓိတတ္တဘုရားအလောင်းတို့သည်အနုကမေနာစေအတိုင်းအနာဂတေနောင်လာလက်တသောအခါကာလမှာတံဘောဓိသစ္စာလေးပါးတရားကိုလဗန္တိရတော်မူရောက်တော်မူကြကုန်လိမ့်မယ်လို့ဘဂဝါဘုန်းတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကဗျာကရောတိဆုံးဆိုင်မဲ့ကြည့်ဟုတ်တိုင်းမှန်စွာပြောကြားတော်မူလိုက်ပါပေသတည်းဆိုကြည့်ဖယားစုပံရင့်မာတံဧကံမတ်ကွက်တကြိတ်တဲ့ဖယားစုပံရင့်မာတံဧကံမတ်ကွက်တကြိတ်တဲ့ရှေဥအစမေတ္တေယမကြလေကွယ်အလောင်းတဲ့ရှေဥအစမေတ္တေယမကြလေကွယ်အလောင်းတဲ့ယာမမင်းခေါင်းစုပန်တောင်းတကြောင်မကွယ်အလောင်းတဲ့ယာမမင်းခေါင်းစုပန်တောင်းတကြောင်မကွယ်အလောင်းတဲ့ကောသလမင်းကျော်ရှိန်ပြင်းမယွင်းဘူးကွယ်အလောင်းတဲ့ကောသလမင်းသိဒ္ဓစေကွယ်အလောင်းတဲ့အဘိဗုနာခေါ်တွင်မှသိဒ္ဓစေကွယ်အလောင်းတဲ့ဒီကသောနိမြည်ရှိကျော်ရှိန်တကိုးထိန်သူရိဏကွယ်အလောင်းတဲ့ဒီကသောနိမြည်ရှိကျော်ရှိန်တကိုးထိန်သူရိဏကွယ်အလောင်းတဲ့စန္ဒနီခောပုံနာကျော်သီးမြော်မှတ်ကွယ်အလောင်းတဲ့စန္ဒနီခောပုံနာကျော်သီးမြော်မှတ်ကွယ်အလောင်းတဲ့သူဘမြည်တွင်မောင်လူလင်ရှုမြင်မှတ်ကွယ်အလောင်းတဲ့သူဘမြည်တွင်မောင်လူလင်ရှုမြင်မှတ်ကွယ်အလောင်းတဲ့တောဒေယမြည်ပုံနာသည်တီကြည်မှတ်ကွယ်အလောင်းတဲ့တောဒေယမြည်ပုံနာသည်တီကြည်မှတ်ကွယ်အလောင်းတဲ့နာလာဂိရိစင်ခတ်တိမတ္တိစေကွယ်အလောင်းတဲ့နာလာဂိရိစင်ခတ်တိမတ္တိစေကွယ်အလောင်းတဲ့ပလလေးစင်အမိတွင်ထ
ထင်မြင်မှတ်ကွယ်အလောင်းတဲ့ပလဲလေးစင်အမိတွင်ထင်မြင်မှတ်ကွယ်အလောင်းတဲ့ထိုတကြိတ်တွင်မေတ္တေရှင်ကြာခင်ဖူးကွယ်ပွင့်မြည်တဲ့ထိုတကြိတ်တွင်မေတ္တေရှင်ကြာခင်ဖူးကွယ်ပွင့်မြည်တဲ့အဲ့ဒါဖယားအလောင်းတကြိတ်10ရောက်တဲ့အဦးဆုံးကအရမတေယဖယားပဲအရမတေယပဲအဲ့ဒါပြီးရင်ဖယားတွေအစဉ်တိုင်းပွင့်သွားလိမ့်မယ်အဲ့ဒါတချို့ပုဂ္ဂိုလ်တွေကြတော့ဘုရားစုပန်နေပြောတော့ပြောနေတာဘယ်ဘုရားစုပန်လာတယ်တော့မသိဘူးပေါ့လေဘုရားစုပန်နေဆိုတော့အခုမြတ်စွာဘုရားဟောတော်မူသွားတဲ့တကြိတ်ထဲမှာတော့သူ့ဟာနဲ့သူ့နာမည်နဲ့သူ့ဘွဲနဲ့သူပါပြီးသားဒီတော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်အရိမတေယဘုရားရှင်ကိုရောမြတ်ဖူးတွေ့ခြင်းနဲ့မျက်မြင်ကိုယ်တွေဖူးမြင်ခြင်းနဲ့တရားနာခြင်းနဲ့ကြွတန်းဝင်ခြင်းနဲ့ဆိုရင်တော့ဖြင့်ပြောခဲ့တဲ့ကုသိုလ်9မျိုးဘယ်နှမျိုးလဲအဲ့ဒီ9မျိုးသောကုသိုလ်ကောင်းမှုတွေကိုကြိုးစားအထောက်ပါတဲ့ဒါတင်မဲလားဆိုတော့မကသေးဘူးတဲ့နောက်တစ်မျိုးရှိသေးတယ်အဲ့ဒါကတော့ဘုန်းကြီးတို့တီဟိုကျွန်းကရှင်မာလဲလို့အမည်ရတဲ့မထေရတစ်ပါးအလောင်းတော်နတ်သားနဲ့နတ်ပြည်မှာစုံတော့ကမှားလိုက်တာအလောင်းတော်နတ်သားကအဲ့ဒါတီဟိုကျွန်းရောဟဇနဘုတ်ကံဘောဇနလို့ခေါ်တဲ့ရွာမှာသတင်းသုံးနေတာဆရာတော်ဘွဲကရှင်မာလဲတဲ့ရှင်မာလဲလို့အမည်ရတဲ့မထေရသူမြတ်ဒီနေ့ဆွမ်းခံသွားရင်းနဲ့ဘေးသားရေဆင်းရဲသားတယောက်ကကြာပန်း10ပွင့်ကြာပန်းဘယ်နှပွင့်လဲ10ပွင့်သောကြာပန်းတွေကိုရှင်မာလဲကြီးကိုလှုပ်လိုက်တော့ရှင်မာလဲကအဲ့ဒီ10ပွင့်သောကြာပန်းတွေကိုယူပြီးတော့သူကဘယ်တက်သွားလဲတာဝရိန္ဒာတက်သွားတာတာဝရိန္ဒာနတ်ပြည်မှာသွားပြီးတော့ပူဇော်တာဘယ်သူကိုလဲဆူလာမဏိစေတီတဲ့ဆူလာမဏိစေတီမှာသွားပြီးတော့ပူဇော်မယ်ဆိုပြီးတော့နတ်ပြည်တက်သွားတာဆူလာမဏိစေတီဆိုတာဘုန်းကြီးတို့ဂေါတမမြတ်စွာဘုရားရှင်ဂေါတမတောထွက်လာတော့ကအနော်မမြစ်ကမ်းရောက်တော့ဆန်တော်ပဲတယ်ဆန်တော်ပဲတဲ့အခါကျတော့အဲ့ဒီမကိုက်ဆောင်းလာတဲ့နန်းတွင်းကဆောင်းလာတဲ့မကိုက်နဲ့ဆန်တော်ကိုကောင်းကင်ကိုမြောက်တင်ပြီးတော့ငါဒီဘုရားရှင်စီဧကံဖြစ်မယ်ဆိုရင်ပြန်မကြလာစေနဲ့ကောင်းကင်မှာဆွဲထားလို့တီးစေလို့ဒိဋ္ဌံပြီးတော့တင်လိုက်တာအဲ့ဒီမကိုက်တော်နဲ့အလောင်းတော်ရဲ့ဆန်တော်ကိုတရားမင်းကယရဏပန်းတောင်းနဲ့ခံယူပြီးတော့တာဝရိန္ဒာမှာတည်ထားတဲ့စေတီကဆူလာမဏိစေတီတဲ့။ဘာစေတီတဲ့လဲ။အဲ့ဒါမြတ်စွာဘုရားအလောင်းတော်ကောင်းတော်ကဆန်တော်နဲ့မကိုက်တော်ကိုနောက်တစ်ခုရှိသေးတယ်ဗြဟ္မပြည်မှာစေတီတဆူအဲ့ဒါကဒုဋ္ဌစေတီတတိကာရဗြဟ္မာမင်းကြီးဘုန်းကြီးတို့ဂေါရမဘုရားရှင်ဂေါရမြတ်အလောင်းတော်သိတ္တထမင်းသားတော်ထွက်လာတဲ့အခါကျတော့ပရိခေယ10ပါးလက်ကတ်တာသူကပရိခေယနဲ့ပစိုးနဲ့အင်ကြီးနဲ့ပြန်လဲသွားတာကိုတော့ဒီပရိခေယ10ပါးအလှခန်းစုအဲ့ဒါဘုရားအလောင်းတော်သိတ္တထမင်းသားကပိလို့ရှင်နန်းကဝက်လာတဲ့ပစိုးတွေအင်ကြီးတွေအဲ့ဒါတွေကိုသူကပြန်တောင်းယူသွားပြီးတော့ဝက်လဲတော်တွေကိုယူသွားပြီးတော့အကနိဋ္ဌဗြဟ္မဘုံမှာ12ယူသနာမြင့်နဲ့စေတီကြီးတည်တာအဲ့ဒီစေတီကိုကတော့ဒုဋ္ဌစေတီတဲ့။ဘာစေတီတဲ့လဲ။ဒါကြောင့်ဗြဟ္မပြည်20မှာစေတီတဆူပဲရှိတယ်။နတ်ပြည်6ထပ်မှာလည်းစေတီတဆူပဲရှိတယ်။ဟာဘုန်းကြီးတို့လူပြည်မှာကတော့အများကြီးစေတီဘုရားကျောင်းကန်နေဆိုတာ။အဲ့ဒါနဲ့ရှင်မလဲမထေကသူပါလာတဲ့ကြာပန်းရှစ်ခိုင်ကိုအဲ့ဒီဆူလာမဏိစေတီမှာသွားလှူပါသွားလို့တော့ရှင်မလဲမထေကြီးကြွလာတာမြင်တော့တရားမင်းကြီးကဥလာချပြီးတော့စကားပြောနေတော့မှအရိမတေယဘုရားအလောင်းနတ်သားကလည်းပဲဆူလာမဏိစေတီကိုလာခူးတာရှိတယ်အခုအရိမတေယဘုရားအလောင်းနတ်ပြည်မှာရှင်မလဲမထေကြီးနဲ့တွေ့တဲ့အခါကျတော့မှရှင်မလဲမထေကြီးကိုဥချတဲ့အခါကျတော့ရှင်မလဲမထေကြီးကတရားမင်းကိုမေးတယ်တရားမင်းကြီးအခုဥလာချတဲ့နတ်သားဟာဘယ်သူလဲမမဗျာဗဒ္ဒကဘာမှာနောက်ဆုံးပွင့်တော်မူမဲ့အရိမတေယဘုရားအလောင်းမှာပဲဘုရားအလောင်းနတ်သားမှာဘုရားဟာဘုရားအလောင်းနတ်သားလားဟုတ်ပါတယ်ဆိုတော့မှအဲ့ဒီမှာရှင်မလဲမထေကြီးနဲ့အရိမတေယဘုရားအလောင်းနတ်သားတို့ဟိုပြောဒီပြောပေါ့လေပြောရင်ကနေပြီးတော့ရှင်မလဲမထေကြီးကိုအရိမတေယဘုရားအလောင်းနတ်သားကမေးတယ်ရှင်ဘုရားတို့လူပြည်မှာ
ဘူဒီပလက်ရတောင်ထွန်းဩဘာနမိတ်ထွန်းတဲ့ဇဘူရိတ်ကျွန်းမှာလူတွေဟာကုသိုလ်ကောင်းမှုလုပ်ပြီးလို့ရှိရင်ဘာဆုတောင်းကြတယ်လဲဖေဟာအေးတကားတော်နတ်သားဇဘူဒီပကျွန်းသူကျွန်းသားတွေဟာကုသိုလ်ပြုပြီးရင်ဆုတောင်းတာကတော့ဤကုသိုလ်ကောင်းမှုကြောင့်အရမတေယမြတ်စွာဘုရားပွင့်တော်မူတဲ့အခါမှာမချွတ်မလွဲ့လက်ဥဖူးရပါလို့ဤနိဗ္ဗာန်ကိုမြင်ရပါလို့ဤလို့အဲ့ဒီလိုဆုတောင်းတဲ့အတန်တွေငါကြားနေရတယ်ရှင်မလဲမထေရကြီးကလူတွေတောင်းတဲ့ဆုလေးပြောပြတော့အရမတေယဘုရားမပွင့်မီဈာကာလတန်တရာမှာကြည်နေရရင်လည်းပဲစိတ်နဲ့ကိုယ်ကိုအစိုးရပြီးတော့အပယ်လေးပါးမလားမရောက်တဲ့လူဖြစ်ပါစေလို့ဆုတောင်းတဲ့တကားတော်နတ်သားအရမတေယဘုရားကိုလက်ဥဖူးပါရစေနိဗ္ဗာန်ကိုမျက်မှောက်ပြုပါရစေတကယ်လို့အရမတေယဘုရားကိုမဖူးရခင်ဂေါရမဘုရားသာသနာတော်နဲ့အရမတေယဘုရားမပွင့်ခင်ဈာကာလမှာတန်တရာမှာကျင်လီခဲ့ရရင်လည်းပဲကိုယ်စိတ်နဲ့ကိုယ်ကိုအစိုးရပြီးတော့စိတ်အလိုကိုမလိုက်ဖဲနဲ့အကုသိုလ်ဖြစ်တယ်ဆိုတာစိတ်အလိုလိုက်လို့ကြီးဖြစ်တာကိုယ်စိတ်ကိုနိုင်အောင်ထိန်းနိုင်အကုသိုလ်ဘယ်တော့မှမဖြစ်ဘူးဒါကြောင့်မို့လို့စိတ်နဲ့ကိုယ်ကိုအစိုးရပြီးတော့အပယ်လေးပါးကိုမလားမရောက်ရတဲ့သူဖြစ်ပါစေလို့ဆုတောင်းတဲ့တကားတော်ဒီတော့အလောင်းတော်နတ်သားကရှင်မလဲမထေရကြီးကိုရှင်ဘုရားလူပြည်ကိုပြန်ရောက်လို့ရှိရင်တပည့်တော်မှားလိုက်တာလေးကိုလည်းပြန်ပြောပေးပါဦးဘုရားတဲ့အလောင်းတော်နတ်သားကအလောင်းတော်နတ်သားကဘုန်းကြီးတို့လူပြည်ကိုမှားလိုက်တဲ့စကားလေးတခွန်းရှိတယ်ဘုရားသားကြီးအရမတေယဘုရားကိုဥစွာဖူးတွေ့ရပြီးတော့တန်တရာခရီးမှာလည်းပဲစိတ်နဲ့ကိုအစိုးရလို့အပယ်မလားခြင်းမှုဆိုရင်တော့ဂါထာပုတ်ပေါင်း1000တို့ဖြင့်တန်းစာစဉ်ဟောကြားတော်မူအပ်သောဝတ္တန္တရာဇတ်တော်ကြီးကိုဟောဘုန်းကြီးတို့အခုပွင့်တော်မူသွားတဲ့ဂေါရမမြတ်စွာဘုရားရဲ့အကြောင်းအရာကိုဟောထားတာဝတ္တန္တရာဇတ်တော်သာတော်ဇာလီတို့မတိမိဘုရားတို့ခနာစိန်တို့သုစကားပုံနာတို့ဆိုတာဒီဝတ္တန္တရာဇတ်တော်ကဘုန်းကြီးတို့ပြည်တဲ့တော်တော်ရင်းနှီးတယ်အဲ့ဒီဝတ္တန္တရာဇတ်တော်ကြီးကိုပါဠိတော်တွေနဲ့ဟောထားတာရှိတယ်အဲ့ဒီပါဠိတော်တွေကိုနေ့ချင်းရွတ်ဖပူဇော်ပေးပါဗျာတဲ့အဲ့ဒီလိုရွတ်ဖပူဇော်ပေးတဲ့နေရာမှာရှင်မီ1000နဲ့ရှင်မီဘယ်လောက်ပူဇော်ရမလဲရှင်မီ1000နဲ့ကြာနီကြာဖြူကြာပရုံမှာကြာတစိတ်ကြာညို့ပန်းပေါင်းက1000နဲ့ကြာပန်း1000နဲ့ကရောက်ပန်းက1000ဧကရပန်းက1000တခွန်က1000ဆွမ်းပွဲက1000အဲ့ဒါတွေနဲ့ပူဇော်ပြီးတော့မြတ်စွာဘုရားကိုပူဇော်ပြီးတော့အဲ့ဒါရွတ်ဖပူဇော်နာကြားကြမယ်ဆိုလို့ရှိရင်အဲ့ဒီလိုလူတန်းပူဇော်တဲ့လူတွေဟာတပည့်တော်ဘုရားမဖြစ်မီတန်တရာမှာကျင်လီလည်းပဲကိုယ်နဲ့စိတ်ကိုအစိုးရပြီးတော့လူကောင်းနတ်ကောင်းဘဝကောင်းနေမှသာကျင်လီရပြီးတော့တပည့်တော်ဘုရားဖြစ်တဲ့အခါမှာဥစွာဖူးတွေ့ရပါမယ်ဘုရားပရိသမိတာ၄ပါးနဲ့တကောယဟန္တာတွေဖြစ်ကြပါလိမ့်မယ်မြတ်စွာယဟန္တာတွေဖြစ်ကြပါလိမ့်မယ်ဘုရားလိုအဝစာရွှေနရောကြာအောင်ကောင်းစွာမသွေလျောက်ထားလိုက်ပါပြီတော့တည်းဆိုလိုက်ပေါ်ဝတ္တန္တရာသမဟာယုခပူဇော်ပါဝတ္တန္တရာသမဟာယုခပူဇော်ပါစီမီ1000ပန်း1000ရအောင်လှူဒန်းပါစီမီ1000ပန်း1000ရအောင်လှူဒန်းပါတကွန်ဆွန်အုပ်နေ့ချင်းလုံးအဟုတ်ပူဇော်ပါတကွန်ဆွန်အုပ်နေ့ချင်းလုံးအဟုတ်ပူဇော်ပါဘုရားမပွင့်ခင်တန်တရာတွင်ထက်ခွင်ဆံရမှာဘုရားမပွင့်ခင်တန်တရာတွင်ထက်ခွင်ဆံရမှာဘုရားပွင့်ရာထိုချိန်ခါဥစွာဖူးရမှာဘုရားပွင့်ရာထိုချိန်ခါဥစွာဖူးရမှာပฏิသံပိတာဉာဏ်လေးဖြာရမှာယဟန္တာ
ပฏิသံပိတာဉာဏ်လေးပြရမှာယဟန္တာအဲ့ဒါရှင်မလဲမထေကြီးကိုဘုရားလောင်းတော်အရိမတေယဘုရားအလောင်းတော်နတ်သားကမှားလိုက်တာရှင်ဗျာတဲ့ဟိုကုသိုလ်9မျိုးအပြင်ကို10မျိုးပြည့်သွားအောင်တပည့်တော်တစ်ခုထပ်ပြောပါရစေတော့စီမီ1000ပန်း1000ဒါကြောင့်ဘုန်းကြီးတို့ဒီရွှေတော်ကုန်းဘုရားကြီးပေါ်မှာစီမီ1000ပူဇော်တယ်တိုက်ထီရိုးမှာစီမီ1000ပူဇော်တယ်ဆိုတာဓမ္မပရိသတ်ကြီးဘုန်းကြီးတို့ပရိသတ်ကစီမီပဲဘာလို့1000လောင်းပူဇော်တာလဲဩဒီမှာအခုရှင်မလဲမထေကြီးကိုအရိမတေယအလောင်းတော်နတ်သားကမှားလိုက်ပြီးပြီစီမီ1000ပန်း1000အဲ့ဒါတွေပူဇော်ပေးပါဗျာတကွန်1000ဆုံးပွဲပေါင်း1000ဝတ္တန္တရာဇတ်တော်ကြီးကိုရွတ်ဖတ်ပူဇော်ပေးအဲ့ဒီလိုဆိုရင်ရှင်ဘုရားကိုယ်ယုံနဲ့ကိုယ်စိတ်ကိုယ်တိုင်ပိုင်ပြီးတော့စိတ်လိုကိုမလိုက်ရဘဲနဲ့ကုသိုလ်ကောင်းမှုတရားတွေနဲ့ပျော်ပြီးတော့တပည့်တော်ကိုအရင်ဥဆုံးဖူးတွေ့ရပါမယ်ဘုရားဖူးတွေ့ပြီးတဲ့နောက်မှာတပည့်တော်ဟောတဲ့တရားကိုနာပြီးတော့ပရိသံပိဒဉာဏ်၄ပါးနဲ့တကောပါနိဗ္ဗာန်ကိုမျက်မှောက်ပြုရပါမယ်ဘုရားလို့အရိမတေယဘုရားလောင်းနတ်သားကရှင်မလဲမထေကြီးကိုမှားရှင်မလဲမထေကြီးတဲ့ချက်ချင်းတခါတည်းပြန်ဆင်းလာပြီးတော့တီဟိုကျွန်းမှာတီဟိုဆိုတာဘုန်းကြီးတို့အခုတိရိလင်္ကာနိုင်ငံအဲ့ဒီခေတ်တုန်းကလေစီမီ1000လို့ပန်း1000လို့ကြာပန်း1000လို့တကွန်1000လို့ဆွန်း1000လို့ဆိုတဲ့ဒီပူဇော်ပွဲတွေကသိခက်စားခဲ့တာပဲတဲ့အဲ့ဒီခေတ်တုန်းကတော့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာလည်းအဲ့ဒီအလေးထားလေးကြာနေပါသေးတယ်တတိယလာပြည့်နေ့တို့စီမီ1000ပူဇော်ပွဲပန်း1000ပူဇော်ပွဲဆွန်း1000ပူဇော်ပွဲတော့သိမကြားသေးဘူးဆွန်းအုပ်ခြေလုံးကတော့ဆွန်းအုပ်အခုဆွန်းပကံပေါ့ဆွန်းပကံမောင်း1000ဆွန်း1000ပူဇော်ပွဲတော့မကြားသေးဘူးစီမီ1000တော့ကြားဘူးတယ်ပန်း1000ကြားဘူးတယ်တကွန်1000လည်းမကြားဘူးသေးဘူးအဲ့ဒါတကွန်1000စီမီ1000ပန်း1000ကြာပန်း1000ပန်း1000ကကြာပန်းလို့ပြောတယ်သူကစာထဲမှာတော့အဲ့ဒါတွေပူဇော်ပြီးတော့ဝတ္တန္တရာဇတ်တော်ကြီးကိုရွတ်ဖတ်ပူဇော်ပေးပါတဲ့အဲ့ဒါဆိုရင်အရိမတေယဘုရားရှင်ကိုရောမြတ်ဖူးတွေ့ရပါမယ်ဘုရားလို့အရိမတေယဘုရားလောင်းတော်ကတုတိတာနတ်ပြည်ကနေပြီးတော့လူပြည်ကိုလှမ်းမှာပါတယ်အေးဒါကြောင့်မို့လို့ဒီနေ့ဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များလည်းပဲဘုန်းကြီးတို့အခုအရိမတေယဘုရားဗျာဒိတ်ခန္ဓာကနေပြီးတော့အသက်8000ပြိဋိဘံစံတဲ့ထီအောင်ကိုအရိမတေယဗုဒ္ဓဝင်တရားကိုဘုန်းကြီးတို့ဟောလာတာဒီနေ့အဆုံးသတ်ပါတယ်အဲ့တော့ဒီတရားကိုနာကြားပြီးတော့ပေးထားတဲ့တရားကောင်းစဉ်ကဘိသတ်တွေခေါင်းဖီးလာမပန်လို့ရတဲ့ဗာတရားတဲ့လေအေးအရိမတေယမြတ်စွာဘုရားရဲ့ခေါ်ဓမ္မမြတ်စွာဘုရားရဲ့ကကုသန္တမြတ်စွာဘုရားရဲ့ကတ္တဗမြတ်စွာဘုရားရဲ့ကောဏဂုံမြတ်စွာဘုရားရဲ့ဒီဘုရားငါးစုကိုရှေ့ကစတော်ကြီးတွေကပန်းနဲ့တင်စားထားတာဗာနဲ့တင်စားထားတာကိုင်းဆိုကြည့်သမှာကကုသံပန်းတင်ဆံဝေစာသူရောငါရောပန်လိုက်ကြတာမောင်တို့မေတို့ဘာလို့မပါယံကားလို့လမ်းမကြံခဲ့တာကောနာဂုံပန်းတင်ဆံဝေစာသူရောငါရောပန်လိုက်ကြတာမောင်တို့မေတို့ဘာလို့မပါယံကားလို့လမ်းမကြံခဲ့တာကတ္တဗပန်းတင်ဆံဝေစာသူရောငါရောပန်လိုက်ကြတာမောင်တို့မေတို့ဘာလို့မပါယံကားလို့လမ်းမကြံခဲ့တာဂေါဓမပန်းတင်ဆံဝေစာသူရောငါရောပန်လိုက်ကြတာမောင်တို့မေတို့ဘာလို့မပါယံကားလို့လမ်းမကြံခဲ့တာပိယတာကြီးအဲ့ဒီဖရာလေးစုကိုပန်းနဲ့တင်စားထားတာဘာနဲ့တင်စားထားတာဒါကြောင့်ရှေ့ကရေးခဲ့တာစပယ်တဲ့လေးယုံကံတဲ့သူမပန်ထိုက်ပန်းပြတ်ခိုက်ကြုံစ
ပဲတဲ့လေးယုံကံတဲ့သူမပန်းထိုက်ပန်းပြခိုက်ကြုံအပွင့်ရဲ့ကုံအပွင့်ရဲ့ကုံတငုံတော့ကြံပါသေးတယ်ပန်းခြင်းသူညိုညိုထွေးရဲ့ပန်းခြင်းသူလူအများရဲ့ခေါင်းဖိခဲ့လေတဲ့မဖိရမှာတဲ့အေးအမျိုးသမီးတွေပန်းပန်နေဆိုတာဘုန်းကြီးတို့ပြည့်သပင်တွေရှုပ်ပွားနေတဲ့အခါပန်းလာအေးခေါင်းကိုတည်တည်တတ်တတ်လေးဖိပြီးတော့မှပန်းပန်တယ်လို့ခေါင်းဖိတယ်ဆိုတာဘုန်းကြီးတို့ပြည့်တိုင်းလိုက်ဆိုကြည်သားမှာခေါင်းဖိလာတာဘာဝနာမှန်စွာမြင်ကြပါခေါင်းဖိလာတာဘာဝနာမှန်စွာမြင်ကြပါခေါင်းဖိလာတာဘာဝနာမှန်စွာမြင်ကြပါဘာဝနာဆိုတာခေါင်းဖိတာလေဟုတ်တာပေါ့ပရိသတ်ရဲ့ဘာဝနာအလုပ်ဆိုတာခန္ဓာရဲ့ညာဆိုင်ပြီးတော့စိတ်ကလေးတမာတိအောင်တည်တည်တတ်တတ်ဖြစ်အောင်စိတ်ရှင်းနေအောင်ခန္ဓာကိုယ်ရဲ့ဝိပဿနာဉာဏ်စိုက်ပြီးတော့ကြည့်တာခေါင်းရှုပ်ရင်စိတ်ရှုပ်တယ်ခေါင်းရှုပ်ရင်ပကတိခုခေါင်းကိုကြည့်စမ်းခေါင်းကြီးရှုပ်ပွားပွေနေနေဒကမကြီးကြောက်ပါပြောအိုးနင်ခေါင်းလေးပါလေသွားဖိလိုက်စမ်းမအောင်ဟဲ့နင်ခေါင်းကြည့်ရတာငါတော့စိတ်ရှုပ်တယ်နင်ခေါင်းကြည့်ရတာငါတော့စိတ်ရှုပ်တယ်ခေါင်းရှုပ်ရင်စိတ်ရှုပ်တယ်ခေါင်းရှင်းမှစိတ်ရှင်းတယ်ဘာရှင်းမှဘာရှင်းခေါင်းရှုပ်ရင်အဲ့တော့ခေါင်းရှင်းအောင်ဘီဖီပေါ့ခေါင်းရှင်းအောင်ဘာလုပ်ရမှာလဲအေးဘီဖီတယ်ဆိုတာဘာဝနာကိုပြောတာဟုတ်တယ်မလားပိဋကစိတ်ကလေးတီတီတန်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 ရှင်းရှင်းနဲ့နေဖို့လို့ဘာဝနာလို့ကိုအထုံးတဲ့ခေါင်းရှုပ်ရင်ခေါင်းရှုပ်ရင်ခေါင်းရှင်းရင်ခေါင်းရှင်းပြီးတော့ကိုရှုပ်တာဘုန်းကြီးနဲ့ဖွားသီလာတယ်ခေါင်းရှင်းပြီးတော့ကိုရှုပ်တာဘုန်းကြီးနဲ့သီလရှင်နဲ့ဟုတ်တယ်ဘုန်းကြီးနဲ့သီလရှင်ခေါင်းကြည့်ဘာမှမရှိကိုယ်ထဲမှာတော့ရှုပ်အလုတ်ရှုပ်တာဘုန်းကြီးပဲကြည့်လေအခုမနေ့ကတရားတော်အခုတရားတော်အခုပြီးတာနဲ့တခါရွှေကူလေးမှာဘုရုမာရာမကြောင့်တရားဝဲပြင်လို့အဲ့ဒီသွားပြန်လာညဟိုနာကသဘောဆန်းတရားဝဲရှုပ်ချက်ကိုခတ်နေတာပဲဟာဟိုကရှုပ်တယ်ရှုပ်ချက်ကိုခတ်ဒါကြောင့်မလို့ခေါင်းကတော့ခရုံးတုံးသားလို့ရှင်းနေတာခေါင်းရှင်းပြီးတော့ကိုရှုပ်တာဘုန်းကြီးနဲ့သီလရှင်နဲ့အလုတ်ရှုပ်တာပြောတာပါဟုတ်တယ်မဟုတ်လားကဲဒီတော့ပရိသတ်တွေရှေ့ကရေးခဲ့တာစပယ်တဲ့လေးယုံကံတဲ့သူမပန်ထိုက်ပန်းပြိုက်ခိုက်ကြုံအပွင့်ရဲ့ကုံအပွင့်ရဲ့ကုံတငုံတော့ကြံပါသေးတယ်အပွင့်နေတော့ကုံသွားပြီတဲ့အငုံလေးကြံသေးတယ်ဟုတ်တယ်ဟုတ်လားအပွင့်ရဲ့ကုံတငုံတော့ကြံပါသေးတယ်ပန်းခြင်းသူလူအများရဲ့ခေါင်းဖိခဲ့လေခေါင်းဖိတယ်ဆိုတာတရားလို့ကိုအထုတ်ပါဒါပြောတာသဘောပေါက်တယ်မဟုတ်လားကဲဆိုလိုက်ပါပါရမီဖြည့်တာပန်းငုံတာမှန်စွာတူလှသည်ဖျားဖြစ်တာပန်းပွင့်တာမှန်စွာတူလှသည်ကုသိုလ်ပြုတာခေါင်းဖိတာမှန်စွာတူလှသည်ပါရမီဖြည့်တာပန်းငုံတာမှန်စွာတူလှသည်ဖျားဖြစ်တာပန်းပွင့်တာမှန်စွာတူလှသည်ဒါနာပြုတာခေါင်းဖိတာမှန်စွာတူလှသည်သီလစောင့်တာခေါင်းဖိတာမှန်စွာတူလှသည်ဘာဝနာပွားတာခေါင်းဖိတာမှန်စွာတူလှသည်ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေလုပ်နေငါခေါင်းဖိထားတာအစင်သင့်ခေါင်းဖိတာမှာဘာဖြစ်လို့တော့ဟိုမှာဖရာတဆူပွင့်မှုကြံသေးတယ်အရိမတိယမြတ်စွာဘုရားအဲ့ဒီဘုရားကိုဖူးတွေးဖို့လို့အဲ့ဒီဘုရားရဲ့ပန်းဖို့လို့သစ္စာပန်းနေဆင်မြန်းဖို့လို့ငါခေါင်းဖိမှတော်တော့မယ်လို့အဲ့ဒီလိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကိုအားပေးပြီးတော့ခေါင်းဖိထားမှပန်းလို့ရဗတရားခေါင်းဖိထားမှပန်းလို့ရဆိုတဲ့တရားကိုနာကြားပြီးတော့ငါတို့ကြိုးစားပြီးတော့စိတ်ကိုတဏ္ဍရှင်းရှင်းနဲ့အမြဲတမ်းဒါနလုပ်လဲတဏ္ဍရှင်းရှင်းလုပ်သီလစောင့်တည်လဲတဏ္ဍရှင်းရှင်းစိတ်ကလေးကိုတက်တက်မှမှထားဝိပဿနာဘာဝနာကမ္မထံတရားအထုတ်လဲပဲစိတ်ကိုတိတိတဏ္ဍရှင်းရှင်းနဲ့ထားပြီးတော့
အမျိုးသမီးတွေကကိုယ်ခေါင်းကိုအမြတ်တနိုးထားပြီးတော့တန့်ရှင်းနေလို့ခဏခဏခေါင်းလျှော်ခေါင်းဖိလုပ်သလိုအေးမြတ်စွာဘုရားအရေမတေးရဘုရားရှင်ကိုရောမြတ်ကိုဖွတွေးခြင်းတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒါနသီလဘာဝနာတိဟုသောဘီ၃ချောင်းကြိုင်ပြီးတော့ပိယသားကြီးအဲ့ဒါခေါင်းကိုရှင်းထားနိုင်ကြပါစေခေါင်းဖိနိုင်ကြပါစေဆိုတဲ့ဒီရည်ရွယ်ချက်ဖြင့်ခဏိဟောသောကောင်းဖိထားမှာပန်လို့ရလို့အမည်ပေးထားတဲ့အရိမေတေယဗုဒ္ဓဝင်တရားပြီးပါပြီဆိုပေါ့အရိမေတေယဗုဒ္ဓပံကိုင်းအာရပါရဖူးကြမြိုင်မြိုင်ဒီတခါလွဲပဲထဲမှာထိုင်လူပုံတဲ့ခဲလို့မရနိုင်အရိမေတေယဗုဒ္ဓပံကိုင်းအာရပါရဖူးကြမြိုင်မြိုင်ဒီတခါလွဲပဲထဲမှာထိုင်လူပုံတဲ့ခဲလို့မရနိုင်ဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာခိစ္ဆာပါတိတောဒေနာတဗေဒုက္ခယန္တုဇနာအိဋ္ဌသမင်္ကိနောဗုဒ္ဓေနာအရဟတဆိုတယံဘူကိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်အာယသာဘာတိတောထံကရိုင်းဘယပြပြသာသာထိကရွဆိုရေဟောကြားအပ်သောအယံဓမ္မောအရိမေတေယဗုဒ္ဓဝင်လို့ခေါ်ဆိုအပ်တယ်။ကောင်းဖီထားမှပန်လို့ရလို့အမည်ပေးထားတဲ့ဓမ္မကတာဒေသနာတော်များကိုမေမယံငါသည်ဒေသိတော်ဒုဒကဒကမတွေသိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေမည်။တေနထို့သို့ရှိဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူကြောင့်တပိကျွမဲ့ဥသုံးလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်အိဋ္ဌသမင်္ဂိနောမိမိတို့အတိအလိုရှိအပ်တောင်းတအပ်သောအိဋ္ဌမင်္ဂလာကျက်သည်ဖျားဖျားတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကစနိဗ္ဗာန်ရောက်ကြသည်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြမ်းမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း